ပျက်စီးယိုယွင်းနေတဲ့ဒီကဘာကြီးထဲမှာကြောက်တုံးတွေတောင်မှအသက်ဝင်လှုပ်ရှားနေကြပါတယ်ကျွန်တော်ရှေ့တင်ပဲကြောက်စိတ်ရုပ်တုကြီးတစ်ခုကဝုန်းခနဲလှုပ်ရှားလာပြီးမျက်နှာပြင်ပေါ်ကအကြောင်းတွေအင်္ဂလိပ်ကွာကြသလိုပွန့်ထွက်သွားကရင်းရဲ့အတွင်းထဲကနေတတဝါဆန်းအတစ်တကောင်ရုံးကန်ထွက်လာတာကိုကိုယ်တိုင်မြင်လိုက်ရတယ်ဒါဟာတတဝါဆန်းတွေကြီးဆိုးရာချင်းကိချရဲ့အပေါ်ယံကဘာမြေပြင်ပဲဖြစ်ပါတယ်အောက်ဖက်မြေရိုင်းပြင်ပေါ်မှာတော့မတ်တယောက်ဖြတ်တန်းလျှောက်လန်းနေပါတယ်သူကထွက်ပြေးနေတာမဟုတ်ပဲဒီနေရာကြီးနဲ့ရင်မားနေတဲ့အတိုင်းပုံမှန်ခြေလန်းတွေနဲ့အေးအေးလူလူရှောက်နေတာပါသူ့ဘေးနားကတတဝါဆန်းတွေကတခုခုထူးဆန်းနေရကိုအာယုံခံမိပုံရတယ်မတ်ခေစီကနေလူသားအနက်အသက်ရနေပေမဲ့တာမန်လူသားတယောက်လိုတော့မဟုတ်ပြန်ဘူးအဲ့ဒီအချိန်မှာပဲအကောင်မလားကြီးမားလာတဲ့တတဝါကြီးတစ်ကောင်ကမတ်ခေခေါင်းပေါ်ကနေကြောခွတ်လျှောက်သွားပြီးခြေလန်းတိုင်းမှာဒီမြေရိုင်းပြင်ရဲ့အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့မာနာဘန်းတွေပွန့်ထွက်ကြံရိတ်ခဲ့ပါတယ်ဒီတတဝါဆန်းတွေဟာသူတို့စုဆောင်ရရှိလာတဲ့စွမ်းအင်တွေကိုအနှံဖို့အတွက်တကောင်ပြီးတကောင်တန်းစီနေကြတာပါတစ်ချိန်ကလူသားတွေကိုအသေးရအောင်ခြောက်လန့်ခဲ့တဲ့မွန်စတာကြီးတွေဟာအခုတော့အချိန်မှန်ကနေရတဲ့လေမာရေးကြရှိတဲ့အလုပ်သမားတွေလိုပြုမှုနေကြတာအားစရာပဲဗျာကျွန်တော်နဲ့ဘိုင်းကတော့အရေးထဲမှာပုံအောင်ပြီးအပေါ်စီးကနေစောင့်ကြည့်နေခဲ့ပါတယ်တတဝါဆန်းတကောင်မှကျွန်တော်တို့ကိုတတိမထားမိကြဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အားလုံးဟာကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုလုံးဝပိတ်ပစ်ထားလို့ပါပဲဒီလိုအခြေအနေကိုမူလအခြေခံတို့ပြန်လည်ရောက်ရှိခြင်းလို့ခေါ်ကြပြီးဒီနေရာမှာအသက်ရှင်တန်ဖို့အတွက်ပေးဆက်ရတဲ့တန်ဖိုးကတော့မိမိရဲ့သက်ဆောင်စွမ်းအင်တွေကိုမာနာဘန်းတွေစီကျွေးမွေးရတာပါပဲအဲဒီနောက်အနီရောင်ပန်းပွင့်ကြီးတစ်ခုကရင်းရဲ့နွယ်ရှင်တွေကိုမခရက်ခန္ဓာကိုယ်ထဲထိုးဆိုင်လိုက်ပြီးသူ့စီကနောက်ဆုံးကြံတဲ့အားအင်တွေကိုပါဆုပ်ယူဖို့ကြိုးစားပါတော့တယ်ကျွန်တော်တို့အားလုံးကတော့မတ်တယောက်သူ့ရဲ့လူသားစိတ်တွေလုံးဝပျောက်ဆုံးသွားပြီလို့ပဲထင်မှတ်ထားကြတာသူ့ကိုကယ်တင်ဖို့အခွင့်အရေးရှိပါဦးမလားလို့တောင်ကျွန်တော်တွေးမိနေခဲ့တယ်ဒါပေမဲ့မတ်ကကျွန်တော်တို့စကားပြောနေရကိုကြားသွားပုံရပါတယ်သူ့ရဲ့မျက်လုံးတွေထဲမှာတတဝါဆန်းတွေရဲ့အနီရောင်လင်းနှန်းတစ်ချက်ဖြတ်ပြေးသွားပြီးနောက်ချက်ချင်းဆိုသလိုသူ့ရဲ့မူလမျက်လုံးပြတွေအဖြစ်ပြန်ပြောင်းလဲသွားခဲ့တယ်ပြီးတာနဲ့ဝုန်းခနဲလှုပ်ရှားလိုက်ပြီးသူ့ကိုယ်ထဲစိုက်ထားတဲ့နွယ်ရှင်တွေကိုအစစ်လိုက်အမြစ်လိုက်ဆွဲနှုတ်ပစ်လိုက်ပါတော့တယ်။အဲ့ဒီခါမှာတော့သူ့ဘေးကတတဝါဆန်းတွေတွေးယူတွေးရန်ဖြစ်သွားပြီးအရက်မျက်နှာအနှံ့ကနေမက္ကစီကိုအတင်းတမ်းမှဝိုင်းဝင်ရောက်တိုက်ခိုက်ကြပါတော့တယ်။အနေရကရှေးမောက်ရောက်လာပြီးဖြစ်လို့ကျွန်တော်တို့ရဲ့အမဲလိုက်အဖွဲ့လဲဝင်ပါဖို့ဆုံးဖြတ်ချက်ချလိုက်ရတယ်။အစိမ့်မြင့်နည်းပညာသုံးမျှော်စင်တွေနဲ့မတူတာကတော့ကျွန်တော်တို့ဟာစက်ပစ္စည်းတွေကိုအားမကိုးပါဘူးကိုယ့်ရဲ့စွမ်းအားရင်းမြစ်ကိုပဲတိုက်ရိုက်ထုတ်သုံးတာဖြစ်ပြီးကျွန်တော်တို့ဝတ်ဆင်ထားတဲ့ဂီယာတွေကစွမ်းအားကိုပိုမိုအာရုံစိုက်နိုင်အောင်ကူညီပေးုံတတ်ပါပဲဒီလိုနဲ့တိုက်ပွဲကစတင်ပါတော့တယ်ကျွန်တော်တို့အဖွဲ့ကများသမားကများတစင်လွတ်လိုက်ပြီးတတဝါဆန်းတကောင်ရဲ့ဥခေါင်းကိုအတိအကျဖောက်ထွက်သွားစေခဲ့တယ်ပြီးတာနဲ့ဒူမရဲ့မျက်မှန်ကိုပင့်တင်လိုက်ပြီးအဲ့ဒီတတဝါကြီးကိုကျိုးဆွဲရုပ်သေးရုပ်လိုမျိုးစိတ်ကြိုက်ချဲလဲမောင်းနေပါတော့တယ်အဖွဲ့ထဲကအင်အားတန်တိုက်စစ်မှုကလည်းသူ့ရဲ့ဒိုင်းကာကြီးကိုမြေပြင်ပေါ်အားကုန်ဆောင်ချလိုက်ပြီးပြင်းထန်တဲ့တုန်ခါမှုလိုင်းတွေကိုပတ်လဲပြန့်နှံ့သွားစေခဲ့တယ်ကျွန်တော်တို့ရဲ့မစ်ရှင်ကရှင်းရှင်းလေးပါတတဝါဆန်းတွေရဲ့တက်ဆောင်စွမ်းအင်ထောက်ပံ့ရေးလမ်းကြောင်းကိုဖျက်တောက်ဖို့ပါပဲအခြေအနေကိုကြည့်ပြီးကျွန်တော်နောက်ထပ်အချက်ပြလိုက်တဲ့အခါများသမားကနောက်ထပ်များတစင်ထပ်မံပစ်ခတ်လိုက်ပြန်ပါတယ်အရှိန်နဲ့ထိမှန်သွားတာကြောင့်တောင်ကမ်းပါးရန်ကြီးတစ်ခုလုံးဝုန်းတိုင်းကျဲကပြိုကျလာပြီးစစ်ကူလာမဲ့ရန်သူတွေရဲ့လမ်းကြောင်းကိုပိတ်ဆို့သွားစေခဲ့တယ်ဒါဟာကျွန်တော်တို့အသေးအတန်လိုအပ်နေတဲ့အချိန်ကိုဆွဲပေးလိုက်တာပါပဲ